အားလုံးမင်္ဂလာပါဒီနေ့မနေ့အချိန်လေးရလို့ကျွန်တော်တို့ SKN Training Center page မှာဝင်ကြည့်လိုက်တော့မိခွန်းမေးထားတာအများစုကတော့သင်တန်းမှာဘာတွေတင်ပေးမလဲဆိုတော့မိခွန်းတွေများတာပေါ့နော်ကျွန်တော်တို့ SKN Training Center page မှာလည်းဆရာတွေနာမည်နဲ့တကွတင်မဲ့ခေါင်းစဉ်တွေပါအသေးစိတ်တင်ထားပေးပါတယ်တို့ပေမဲ့လည်းဒီမိခွန်းတွေအများစုတွေ့ရတဲ့ခါကျတော့ပြန်လည်ပြီးဖြည့်ပေးလိုက်ပါတယ်ကျွန်တော်တို့ SKN Training Center ကအဓိကတင်ပေးတာတော့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အထွေထွေပုရုဒအပြင်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ဥပဒေပိုင်းဆိုင်ရာတွေကိုအဓိကတင်ပေးတဲ့တင်တန်းဖြစ်ပါတယ်တင်တန်းမှာလာရောက်တက်ရောက်သူတွေထပ်ပြီးတော့မှအပိုဆောင်အနေနဲ့ကျွန်တော်တို့ဒီအလုံးနဲ့ပတ်သက်တဲ့ update တွေပြီးတော့ motivation တွေပြီးတော့ဘဝမှာဘယ်အတက်ရွယ်မှာဘာတွေလုပ်တက်လဲဘယ်အတက်ရွယ်ရောက်လို့ရှိရင်လုပ်ငန်းကိုဘယ်လို short တက်လဲဆိုတော့ဒီအတက်ရွယ်အပိုင်းခြားနဲ့လုပ်ငန်းအတိုး short ဆိုတော့ပညာလေးတွေတင်ပေးပါတယ်နောက်ဆုံးအရေးကြီးတဲ့တစ်ခုကတော့ပါမစ်အတုအစစ်ဂရန်အတုအစစ်ခွဲနည်းကိုကျွန်တော်တို့ SKN Training Center မှာတင်ပေးပါတယ်အဲ့တော့လူကြီးမင်းတို့အနေနဲ့အကျိုးရှိမယ်လို့ထင်လို့ရှိရင်ကျွန်တော်တို့ SKN Training Center ကိုအခုပဲဆက်သွယ်ပြီးတော့မှတင်နန်းအနံလိုက်ပါအားလုံးကျေးဇူးတင်ပါတယ်